ကြီးကအဲ့ဒီအဖွာအိုကြီးက तू လက်နဲ့လည်းမစစ်ဘူး तू ဘာမှမစစ်ဘူး okay အရန်လည်းအိုနေပြီဘာအာနာမမစစ်တော့ဘာလက်နဲ့ခင်ရမမစစ်ဘူးနင်တို့ဘာတွေကြောက်နေတာလဲခွေးတောင်သားတွေဟမ် okay တော်လန်မိဘပြည်သူတွေရောအမှန်တရားဘက်မှာရပ်တည်တဲ့သတင်းမီဒီယာတွေရောပြီးတော့အမေစုသားသမီးတွေအားလုံးနိုင်ငံရေးသမားတော်လိုင်းသမားတွေအားလုံးပေါ့နော်အခုဘာသတင်းပဲတက်လာနော်ကိုပြန်ချဲမလားကိုပြန်တင်မလားကိုပြန်ပြီးတော့ဝေဖန်မလားအားလုံးတတိစီပေးကြပါအခုဒီချိန်ဒီခါမှာအမေစုကိစ္စတစ်ခုနဲ့နော်အမှန်တရားနဲ့ပတ်သက်လာပြီးတော့မမို့တို့ပြည်သူတွေပေါ့နော်သူ့သားဘက်ကလည်းကိုခင်ဘက်ကလည်းစ조사ပြီးတော့ဒီအမှန်တရားကိုဖော်နေတယ်မေလိုဘက်ကတည်အမှန်ကန်ထွက်ပြောလာဖို့အမေစုနဲ့ပတ်သက်ပြီးတော့အမှန်တရားတွေတက်တည်ထောက်ထားတွေချပြဖို့အခုသူများကမ်ပိန်းအမေစုအတွက်သူများကမ်ပိန်းတစ်ခုလုပ်ပေးတယ်နော်အဲ့ဒါကိုကအခုစစ်တပ်ဘက်ကနော်ဒီတည်ဖုံးကွယ်အောင်အမေစုရဲ့တည်ကျွန်တော်ဖုံးကွယ်အောင်ကွာအမေစုရဲ့တည်နဲ့ပတ်သက်ပြီးတော့သူတို့အမှန်တရားတွေမချပြရအောင်အမေစုကတေလားစင်လားစိတယ်လားမစိတယ်လားသူတို့အမှန်တရားတွေမချပြရအောင်သူတို့ဘက်ကဝါဒမီဒီယာတွေပေါ့နော်သူတို့တော်ဖြန့်တယ်အဲ့တော့ကိုယ့်ဘက်ကတတိစီရမယ်သူတို့ဘက်ကဖြန့်လာပြီးဆိုရင်ဒီတို့ရေကွာတတိထားရတော့မယ်နံပါတ်1သူတို့ဖြန့်တယ်သူတို့ဖြန့်ပြီးတော့အဲ့ဒီတည်တစ်ခုကအမေစုရဲ့တည်ကိုသူတို့ဖုံးကွယ်လို့မရသေးဘူးဆိုရင်နောက်တစ်ခုသူတို့ထားဖြန့်မယ်နောက်တစ်ခုဆက်ပြီးတော့လာအောင်မယ်အဲ့ဒီလာတဲ့တည်အတိုင်းမှာအဲ့ဒီတည်တွေအားလုံးကအမေစုတည်ကိုမဖုံးကွယ်ဖို့ကိုပြန်ပြီးတော့မချဲနဲ့ပြန်ပြီးတော့လည်းမဝေဖန်နဲ့ live ပေါ်မှာတဆင့်ခံကြည်စံမအလာတို့ဘက်ကဒီလိုလောက်တယ်ဒီဖုံးကြီးကဒီကိုရင်ကိုရိုက်တယ်မသေးတေပဲဒီလူကသူ့ရဲ့သူမပြန်တော့ရိုက်တယ်ပြီးတော့လည်းဘူးလလားဆွေကအမေစုကိုတတ်မယ်အဲ့ဒီမျိုးတည်တွေတက်လာပြီးတော့အဲ့ဒီငါမင်းဆွေကဘာလဲငိမ့်ချင်ရဖို့အတွက်လမ်းဆောက်နေလားသူ့ရဲ့ခြေထောက်လည်းတစ်ဖက်ကျိုးနေတာလားကဖယ်ဖြစ်နေတာလားအဲ့ဒါတွေလည်းပြန်တော့တင်နေကြတယ်အဲ့ဒါကိုပြန်တင်တဲ့အချိန်မှာကိုပြန်တော့ဝေဖန်တဲ့အချိန်မှာတတိထားကြပါနော်အရာတစ်ခုကလောက်မယ်ဆိုရင်တိတိမမီနဲ့လောက်ပါတိတိရောက်နဲ့လောက်ပါအောင်မြင်အောင်လည်းလောက်ပါပြီးတော့နော်ဆူတောင်းပေးတာတစ်ခုနဲ့အမေပြောပေးတာတစ်ခုနဲ့မရဘူးနော်စီးတဲ့ကိုစီးတဲ့ Facebook တွေကိုစီးတဲ့အကောင့်တွေစာတွေတင်ပေးအမေစုပေါင်တွေကိုတနိုင်ငံလုံးတင်ပေးကိုဘယ်နိုင်ငံမှာပဲနေပေါ့နော်အမေစုပေါင်ကိုကတော့တင်အခုအမေစုပေါင်အနီအောင်တစ်ခုပြန်လောက်လာတယ်နော်အဲ့ဒါအမေစုအတွက်အမှန်တရားထွက်လာဖို့ပေါ်လာဖို့စစ်တပ်ဘက်ကအမေစုနဲ့ပတ်သက်ပြီးတော့တက်တေထောက်ထားဗီဒီယိုဖိုင်တွေပြန်တော့တင်ပြဖို့နော်အခုလောက်လာတဲ့အချိန်မှာအောင်မြင်တာမအောင်မြင်သေးဘူးအမေစုရဲ့တနေရာမအလားဘာမှမတင်ပြသေးဘူးထိုင်းဝန်ကြီးချုပ်ကဘာလဲဘာလဲမအလားကိုတော့တွေးတဲ့အချိန်မှာမအလားပြောတယ်အမေစုသူကောင်းမှုချစ်ထားပေးတယ်တဲ့ဟာအမေစုသူကောင်းမှုချစ်ထားပေးတယ်အဲ့ဒါစပါလာကတော့နော်အမေစုအင်ဂျီဝတ်ထားလို့သူကောင်းမှုချစ်ထားပေးတယ်မဲ့သူတို့ရဲ့ခွေးပစပါကဘယ်အချိန်ကလူစကားပြောလို့လဲဒီမေလိုမရလည်းနဲ့ဒီဇော်မဲလုံးတို့ဒီစစ်တပ်ဘက်ကလူတွေကသူတို့ရဲ့ပစပါဘယ်အချိန်ကအမှန်တရားတွေပြောဘူးလို့လဲလိန်တာညာနာတသက်လုံးလိန်တာညာနာအမှန်တရားဆိုတာတခါမှမသိဘူးအမှန်တရားဆိုတာတခါမှမသိဘူးသူတို့ရဲ့9000စားတွေ6000စီရကြစားတွေဆိုရင်အကောက်တုတ်ပေါင်းများစွာဖွင့်ပြီးတော့သူရဲ့ချင်းတရားမှမသိဘူးနော်အမလေးဝါဒတွေအမျိုးမျိုးဖြန့်တယ်ဘယ်လိုမျိုးဖြန့်လဲဆိုတာမအားလားဘိုက်ကရောက်မှာပဲမဲ့လည်းတို့အန်ယူဂျီတော့မရောက်မှာဘူးစစ်တပ်ဘက်ကဘလောက်ပဲရက်ဆက်ရောက်မှာပါစီတို့နိုင်ငံရေးသမားလားအောက်တန်းမကြဘူးမညစ်ပဘူးဘာညာတလာကအဲ့ဒါမျိုးဝါဒဖြန့်တာနော်အဲ့တော့ကိုကတခုလောက်ပြီးဆိုရင်အောင်မြင်အောင်လုပ်ပေးကြပါတိမိနဲ့လုပ်ပေးကြပါနိုင်ငံရေးတော်လှန်ရေးတနေ့အကြောင်းသေစာစောက်ကြည့်ပါဒီအချိန်မှာဘာကမ်ပိန်းတွေလုပ်နေလဲကိုဘက်ကတော်လှန်ရေးသမားတွေနိုင်ငံရေးသမားတွေဘာကမ်ပိန်းတွေလုပ်နေတယ်အခုအမေစုကမ်ပိန်းသူများလုပ်ပေးတယ်အမေစုကမ်ပိန်းကအမေစုကအသက်စင်သေးလားအသက်စိတ်သေးလားမစိတော့ဘူးလားသေးလားစင်လားဒါတွေကဒီတတင်းကပျောက်သွားတာကြာပြီးစစ်တပ်ဘက်ကဘာမှမတင်ဘူးသူတို့ပစပြမှာပဲအမေစုစီတယ်အမေစုတမ်းမှာပါတယ်သူတို့ကောင်းမှုထားပါတယ်သူတို့ရခွေးပစပြနဲ့ပဲသူတို့ပြောနေတယ်နော်မကန်တဲ့အဲ့ဒီခွေးပစပေါက်တွေပဲသူတို့တတင်းပေါ်မှာပဲအဲ့ဒီသူတို့ရဲ့ပစပြမှာပဲထွက်လာတယ်ကွာဘာတက်တေထောက်ထားမှသူတို့မချပြဘူးနော်ကြာပြီးတော့အမေစုတတင်းမထွက်လာတာတက်တေထောက်ထားဗီဒီယိုဖိုင်ဘယ်သူမှဆက်သွယ်လို့မရဘူးအမေစုရဲ့တတင်းအမြတ်ဆုံးပေါ်လာဖို့စစ်တပ်ဘက်ကစစ်ခွေးဘက်ကအာနာယူဘက်ကဒီတက်တေထောက်ထားတဲ့ကိုအမြတ်ဆုံးပေါ်ပြဖို့ငါတို့စ조사ပေးရမယ်โอเคနော်အဲ့ဒါမင်းတို့မေလိုစစ်ခွေးစစ်တပ်ဘက်ကလည်းနော်စစ်တပ်တက်လုံးစီတယ်ကွာတနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်တနိုင်ငံလုံးတတ်မယ်ဆိုတော့တတ်လို့ရတယ်ဘုံကျဲမယ်ဆိုလည်းဘုံကျဲလည်းလှုပ်လို့မရတာဘာမှမသိဘူးဒါပေမဲ့အမေအိုတယောက်ကိုအမျိုးသမီးတယောက်ကအသက်စစ်ဆက်ကြော်ပြီးကွာအဲ့ဒီအဖွားကြီးကိုနေတော့တယ်အဲ့လောက်ကြောက်နေရတာလားမင်းတို့လှုပ်လို့မရတာဘာမှမသိဘူးဆိုဟမ်ခလေးကအစလူကြီးကအဆုံးဗိုက်ကြီးတဲ့ကအစမွေးကအစခလေးကအဆုံးမင်းတို့ကလုံးတတ်တာမင်းတို့ကလုံးဘုံကျဲလို့ရတယ်မင်းတို့ကလုံးတတ်လို့ရတယ်မင်းတို့ကလုံးရက်စဲရောက်မှာကောက်ကြည့်ညစ်ပါအောက်တန်းကြလို့ရဲတယ်
ဒါပေမဲ့ဒီအမှန်တရားနဲ့ပတ်သက်ပြီးတော့အမေစုကစီးသေးလားမရှိတော့ဘူးလားဒီအမှန်တရားပဲမင်းတို့တက်တဲ့ထောက်တာနဲ့ချပြရမှာသူ့သားနဲ့သူ့အမေနဲ့စကားပြောလို့ရအောင်အမေစုနော်ကပအပြင်ကလူတွေနဲ့စကားပြောလို့ရအောင်အဲ့ဒီအရာတွေပဲမင်းတို့လောက်ပြချပြနော်လောက်ပေးရမှာမင်းတို့လောက်လို့မရဘူးခွေးတောင်စားတယ်မင်းတို့ဘာတွေကြောက်နေတာလဲဟမ်အဲ့ဒီအမေအိုကြီးကအဲ့ဒီအဖွားအိုကြီးက तू လက်နဲ့လည်းမရှိဘူး तू ဘာမှမရှိဘူးโอเคအရန်လဲအိုနေပြီဘာအာနာမမရှိတော့ဘာလက်နဲ့ခင်ရမမရှိဘူးနင်တို့ဘာတွေကြောက်နေတာလဲခွေးတောင်စားတွေဟမ်မအေးလို့တွေကိုတိုင်ကဝန်ကြီး6တွေဖြစ်ပြီးဘာလဲအခုလက်တမတလည်းဖြစ်ပြီးခွေးတောင်စားဘာတွေကြောက်နေတာလဲမင်းတို့ရဲ့ခွေးပစားပေါက်တယ်မှာပြောင်းလိုက်လို့စင်အကောင်တဲ့အမှန်တရားနဲ့ပတ်သက်လာလို့စင်မင်းတို့ဘာမှချပြလို့မရဘူးမအေးလို့တွေအောက်တန်းစားတွေဟမ်အမှန်တရားနဲ့ပတ်သက်တဲ့အရာတွေတက်တဲ့ထောက်တာနဲ့ချပြရမှာဆိုရင်မင်းတို့ဘယ်ကောင်မှမင်းတို့ချပြလို့မရဘူးတေးအောင်ကြောက်ကြတယ်ခွေးပြောလို့စင်ခွေးနာတယ်ခွေးလောက်တော့တတိမရှိလို့စင်ခွေးလောက်တော့စော့တော့မကြလို့စင်ခွေးလောက်တော့ပညာအသိဉာဏ်မရှိလို့စင်လေမင်းတို့နိုင်မယ်လို့မထင်လိုက်နဲ့ခွေးတောင်သားတွေမင်းတို့ဘာပဲဖြစ်နော်ခွေးဆိုတာခွေးပဲဘယ်တော့မှလူမဖြစ်လာဘူးတခိုးထမြလူရောက်မှလူသားသမားတွေဆိုတာဘယ်တော့မှအစိုးရမဖြစ်လာဘူးအဲ့ဒါမှတ်ထားနော်လူဖြစ်ရှင်လို့စင်လူလိုမျိုးလောက်ပါလူလိုမျိုးပြောပါโอเคနော်လူလိုမျိုးလောက်ပါလူလိုမျိုးပြောပါတတိစီပေးကြပါနော်အခုမင်းတို့လောက်ရမှာကပြည်သူတွေတောင်းဆိုတာတနိုင်ငံလုံးတစ်ကမ္ဘာလုံးတောင်းဆိုတာဒီအဖွားကြီးကစီသေးလားအသက်စင်သေးလားအသက်စင်တယ်ဆိုရင်တက်တဲ့ထောက်ထားနဲ့ချပြပြည်သူနဲ့စကားပြောသူသားနဲ့စကားပြောခွေးမသားတွေနော်ပြည်သူတွေကိုလာပြီးတော့တင်မသိနဲ့အမေစုရသားသမီးကိုလည်းလာပြီးတော့တင်မသိနဲ့โอเคနော်အဲ့တော့ပြည်သူတွေလည်းအားလုံးတတိစီပေးကြဘာတည်မဲတက်လာအမေစုတည်တော့မကြည့်ဘူးအဓိကမဟုတ်ဘူးအရေးမကြည့်ဘူးအမေစုရဲ့တည်အမှန်တရားမပေါ်လာမချင်းခွေးဘက်ကအမှန်တရားမချပြမချင်းတက်တဲ့ထောက်ထားနဲ့မချပြမချင်းသူတို့ဖြန့်တဲ့ဝါဒမီဒီယာတွေအားလုံးကလောကပြန်မတင်နဲ့ပြန်မချမ်းနဲ့အားလုံးတတိစီပေးကြဆက်ပြီးတော့စ조사ကြထိမီနဲ့လောက်ပေးကြမအေလို့အမြန်ကြီးနဲ့အမှန်တရားချပြအောင်โอเคနော်အဲ့လောက်ပဲမမပြောတာကိုအားလုံးမှတ်ထားတတိစီပေးဘယ်မီဒီယာပဲတက်လာသူတို့ဘက်ကတော်တော်မီဒီယာကိုသူတို့တော့အတုံးချပြီးတော့အားပြန်နေတယ်ကိုဘက်ကအားလုံးတတိစီပေးအမေစုရဲ့တည်ကိုထိမီနဲ့လောက်ပေးကြပါမအေလို့ဘက်ကအမြန်ကြီးနဲ့တက်တဲ့ထောက်ထားနဲ့ချပြလို့ရအောင်ငါတို့စ조사ပေးကြပါအားလုံးပဲနော်ညီပေးကြပါ